အားလုံးပဲမင်္ဂလာပါဆွမ်းဆိုင်ကွာဒီချင်းတို့ပြီးမဲ့မှာဘယ်မှာသွားလဲကြလဲကျမကတော့အိမ်မှာနေပြီးငါးကင်မွေးမွေးလေးလုပ်စားပါတယ်ငါလွှဲရတာလွယ်ကူပြီးအရင်စားလို့လည်းကောင်းပါတယ်လက်ကြည့်ကြရအောင်နော်တကယ်ချင်းတို့ပထမဆုံးငါးကိုတက်ရှင်အောင်ဆေးမယ်နော်ကျမတို့စားနဲ့ဆေးပါတယ်အသားငါဆိုလို့ရှိရင်အများဖြစ်စားနဲ့ပဲဆေးပေးပါတယ်ငါကင်တဲ့ခါမှာအနက်မွေအောင်အဆပ်ပလာတွေထောင်းပေးပါမယ်နည်းနည်းပဲမင်းစက်သူဖြူချင်းစပလင်အဲ့လောက်ပါပဲကျင်းညံ့ညောင်ထောင်းပေးမယ်နော်ပြီးလို့ရှိရင်ငါကိုတွားမုန်းထားမယ်နော်ကိုကြိုက်တဲ့အနေထားကိုမုန်းထားလို့ရပါတယ်ကျမတော့ကိုကြိုက်တဲ့အနေထားပဲမုန်းထားပါတယ်ဒီငါကင်ကတော့ခဏခဏလှုပ်ရှားဖြစ်ပါတယ်အရင်စားလို့ကောင်းလို့အချင်းရည်နဲ့ဆိုင်လေးရှယ်ပေးမှာတငယ်ချင်းတွေနဲ့စုပြီးလှုပ်ရှားကြည့်နော်အရင်စားလို့ကောင်းပါတယ်ငါမုန်းထားတာရလာပြီဆိုလို့ရှိရင်အရသာလာနေထားပြရမယ်အရသာကျတော့စက်တာမှုတစ်မျိုးပဲနေထားပါတယ်နော်ဒီလို့ရှိရင်ခုနထောင်းလာတဲ့အစာပလာလေးနေထားမယ်နော်အချိန်စီရင်တနာရီနဲ့ထားပါကျမတို့အချိန်မရှိပါဘူးအခုပဲနေထားခုပဲกินပါတယ်ဒါပေမဲ့အနက်မွေးပါတယ်နော်ဒီထားလာရလာပြီဆိုလို့ရှိရင်သွားกินထားပါမယ်ကျမတို့ဒီအိုနဲ့ပဲกินပါတယ်တငယ်ချင်းတို့ဒီအိုမနဲ့မရှိရင်လေမိသွင်းနဲ့กินနော်မိသွင်းနဲ့กินပို့ပြီးအနက်မွေးပါတယ်အချင်းရလာလောက်မယ်နော်အချင်းရကတော့ပစ္စည်းလည်းမများပါဘူးနော်စက်တုံဖြူငရုတ်သီးစနေပေမြင့်ထညက်ခဲတံပြာသီးငပြာရည်အချုံမုတ်နည်းနည်းထည့်ပါတယ်ပြီးလို့ရှိရင်ရေနည်းနည်းထက်အဲ့လောက်ပါပဲအချင်းရေကိုဒီလိုလေးလိုက်လောက်စားကြည့်တော့အရင်စားကောင်းတယ်ငါကိန်းနဲ့တွဲစားရှယ်ပဲအပေါ်မှာနည်းနည်းပြီးနည်းနည်းထပ်အုပ်ပါတယ်နော်ချစ်ချစ်ပါအရင်စားချစ်စရာကောင်းတဲ့အချင်းရေလေးရပါပြီငါကိန်းလေးရလာပြီနော်ဒါပေမဲ့ငါကိန်းကတော့ဟိုဘက်ဒီဘက်လန်ပေးရပါတယ်ကျမမရတဲ့ငါကိန်းလေးရလာပါပြီစားချက်ပါဦးတော့တကယ်ချင်းတို့ဗီဒီယိုကိုအစိုးရကြည့်ပေးနော်စားပြတဲ့ဗီဒီယိုလည်းရှိတယ်နော်ဟယ်လိုအားလုံးပြန်လာပါဒီနေ့ငါတင်ဆောင်ပါလို့ပြောရတယ်။နာငါကျင်းလည်းမလို့နာတော့ဆရာရဲ့ကျမတို့လည်းလုပ်ထားတဲ့အစီအစဉ်ရဲ့စားတော့ပါဦးနော်စားတော့မယ်နော်အမနဲ့စားပါရဲ့ဒီချီတွေကဘာလဲလို့နော်တမီးစားရဲခဏမလဲအပြင်မှာကောစားကြပါဦးလေစားရပါတယ်မို့ဒီစီမို့ဒီနဲ့စားတယ်မို့ဒီစီတော့တော့圆圆的，圆圆的啥？他都没晒呢，都想那啥。我的爸，我的爸的。ဒီကားတိုင်းလာဘူးဒီဘာလဲတလာခလေမဆလာလာအချင်းနေ拜拜စားစားတော့မယ်နော်အားလုံးဖြစ်တာနှမ်ဒီစားတယ်ဆိုကြတယ်拜拜